ကဲဒီတခါတော့ဒီ PS ပြန်ပြီးပေါ်မှာကျွန်တော်တို့ကင်မရာတိတိလေးတက်ပြီးတော့ကျွန်တော်တို့လွတ်ပြီးကြည့်မှာဖြစ်ပါတယ်အခုတော့သူဘယ်ကိုပြန်သွားပြီလဲအိုးဒါသူတို့တိုက်နေမှာနော်ဟာဟုတ်တယ်ဗျဝင်သွားပြီဗျအခုဆိုရင်တော့အော် PS ပြန်နေအများကြီးပဲဗျကြည့်ပါဦး Oh my god နည်းနည်းတော့တွင်းလာဗျကြည့်ပါဦးဟာဒီမှာသူတို့ရဲ့အိမ်ရောက်သွားပြီကြည့်တယ်တိုက်ပေါ်တော့ဒါဥလေနဲတာမဟုတ်ဘူးနော်ရဲဆက်ပဲအိုးများပြလိုက်လားဗျကဲဦးတော့တေးချာကိုစနစ်တကျတိဆောက်ထားအတိုက်ဖွဲ့စည်းပုံကိုကျွန်တော်တို့မြင်နေရတာဖြစ်ပါတယ်နော်တကယ်ကိုကြည့်ပါဦးဗျာသူခန်းတဲ့သူ့လုံးနဲ့သူလုံနေကြတာဒါလေးတော့ပြည့်စိတ်ပဲရှိနေတယ်ပြည့်ပြန်ဖြစ်သေးဘူးပေါ့နော်ကြီးလာမှပြည့်ပြန်ဖြစ်တာနေပါအိုးဥလေကြည့်ပါဦးဗျာကြည့်ပါဦးတကယ်ကိုနော်သူတို့ကတေးချာစူးစီးတိဆောက်ထားတာနောက်ထပ်ဘယ်လိုမျိုးတရားလေးတွေပေါ်မှာကင်မရာတက်ပြီးတော့လေးလာစူးစမ်းခြင်းပါတယ်ဆိုတာကိုကျွန်တော်ကိုကွန်မန့်လေးမှတ်သွားပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုလည်းအသေးလေးပေးပြီးအပေါင်းလေးနှိပ်သွားပါအောင်ခင်ဗျာကျွန်တော်ကတော့ကျွန်တော်ပဲဖြစ်ပါတယ်